ကျမဟာငယ်စဉ်ကတည်းကရေတောက်လိုက်တိုင်းတကူလုံးမှာငွေရေကုန်တွေပေါက်လာတဲ့ထူးဆန်းတဲ့ယောဂကိုခံစားခဲ့ရပါတယ်။ဘယ်ဆရာဝန်ထဲမှမတက်တာပဲနောက်ဆုံးမှာမျိုးနွယ်စုအကြီးအကဲဘွားကအသက်18နှစ်ပြည့်လို့အိမ်အောင်ပြုရင်တက်ွယ်သွားမယ်လို့ဟောပင်းထုတ်ခဲ့ပါတယ်။ဒါပေမဲ့ကျမရဲ့အသွင်မြင်ကြောင့်စိတ်ဆက်ထားသူကအစဆွန့်ပစ်သွားခဲ့ပါတယ်။အသက်18နှစ်ပြည့်တဲ့အခါဖခင်ဖြစ်သူကပန်းမော်လုံးပစ်ပြီးလူသားရွေးချယ်ဖို့စီစဉ်ခဲ့ပေမဲ့ကျမပြစ်လိုက်တဲ့ပန်းမော်လုံးဟာမထင်မှတ်ပဲလမ်းပေါ်မှာလှည့်လည်နေတဲ့နတ်ဖျားရုပ်တုရဲ့လက်ထဲကိုကျသွားခဲ့ပါတယ်။ဒီလောက်ရဟာနတ်ဖျားကိုစော်ကားရရောက်တယ်ဆိုပြီးအကြီးအကဲဘွားကကျမကိုနတ်ဖျားရုပ်တုရှိမှအမွှေးတိုင်ကုန်တဲ့အထိဒူးထောက်တောင်းပန်ခိုင်းခဲ့ပါတယ်။လူချေတိတ်သွားချိန်မှာကျမမောကြည့်လိုက်တဲ့အခါအဲ့ဒီရုပ်ထုကနေယုံလို့ခေါ်တဲ့နတ်ဖျားတစ်ပါးရဲ့ရုပ်သွင်ဖြစ်ပြီးအရန်ကိုခံရလုံးပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း1000ကကျမတို့ဝူမျိုးနယ်စုကိုစစ်ပွဲပေးကနေကယ်တင်ပေးခဲ့တဲ့အတွက်အခုထက်ထိပူဇော်ပတနေကြတာပါ။ကျမနတ်ဖျားရုပ်ထုရှိမှဒူးထောက်ပြီးအဖြစ်ပေးခံနေရတာအချိန်တော်တော်ကြာခဲ့ပါပြီ။အားအိမ်ကုန်ခန်းပြီးမူးရဲတော့မယ့်အချိန်မှာပဲအနောက်ကနေအမျိုးသားတစ်ယောက်ရဲ့ရေတံကိုကြားလိုက်ရတယ်။သူကကျမကိုကြည့်ပြီးတုံးလိုက်တာ။မင်းနာမည်ကဘလို့ခေါ်လဲဘာလို့ဒီလောက်ရုပ်ဆိုးနေရတာလဲလို့စနောက်လာပါတယ်။ကျမလည်းစိတ်တူတူနဲ့ရှင်ကကျမကိုရုပ်ဆိုးတယ်လို့ပြောနေမှာတော့ကျမကစုမိသားစုကစုဝံချောင်ဆိုတာမသိဘူးလား။ကျမကမူလကရုံမဆိုးပါဘူး18နှစ်ပြည့်လို့လက်ထပ်ပေးတာနဲ့ပြန်လာမှာပါလို့ပြန်អော်လိုက်မိတယ်။သူကပြောပြီးအဲ့ဒါကြောင့်မင်းကဖူးစာရှင်ရှာနေတာပေါ့လို့ဆိုလာရင်နောက်ဆုံးမှာတော့ကျမနားကပ်ပြီးတိုးတိုးလေးမေးလိုက်တယ်။ငါဘာတူလဲဆိုတာမင်းတကယ်ပဲမသိဘူးလားတဲ့။ထိုအချိန်မှာပဲသူမနဲ့ဆစ်ဆက်ထားသူကုအန်းရောက်လာပါတယ်။ကုအန်းကသူမအဖြစ်ပေးခံရတာကိုလာကြည့်ပေးတာဖြစ်ပြီးစောင့်ကြောင်ထိုင်ကမုတ်ကျွေးဖို့စူးစမ်းပါတယ်။ဒါပေမဲ့ဝန်ကျင်ကအမွှေးတိုင်ကုန်မှသွားရမှာဖြစ်လို့ညင်းပယ်လိုက်တယ်လို့စောစောကအမျိုးသားအကြောင်းမေးတဲ့အခါမှာလဲကုအန်းကဘသူ့ကိုမှမမြင်မိဘူးလို့ဇဝေဇဝါနဲ့ပြန်ဖြေခဲ့ပါတယ်။နောက်တစ်ချိန်ကုအန်းကမုံကျွေးဖို့ထက်ကြိုးစားစင်မှာပဲသူ့လက်ကိုတကူကူကရိုက်ပုတ်လိုက်တယ်လို့တုံခါသွားပြီးငုတ်တွေကျန်းပြင်ပေါ်လိမ့်ကျသွားပါတယ်